ယနေ့မျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့အစုဆက်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မျှဝေပေးခြင်းတာဖြစ်ပါတယ်။ဒါဆိုရင်ပထမဦးစွာအနေနဲ့အစုဆက်လုပ်ငန်းဆိုတာကကြတော့အစုရှယ်ယာဝင်တွေအားလုံးကပဲဖြစ်ဖြစ်အဲ့ဒီအစုရှယ်ယာဝင်တဦးကနေပြီးတော့လုပ်ကိုင်ဆောင်ရွက်တဲ့လုပ်ငန်းတစ်ခုရှိတယ်။အဲ့ဒီလုပ်ငန်းကနေပြီးတော့ရရှိလာတဲ့အမြတ်ငွေကိုခွဲဝေယူမယ်ဆိုရဲသဘောတူညီချက်နဲ့တဦးနဲ့တဦးဆက်ဆံလုပ်ကိုင်တာကိုအစုဆက်လုပ်ငန်းလုပ်ကိုင်ခြင်းလို့ခေါ်ဆိုတာဖြစ်ပါတယ်ရှင်။ဒါကစာချုပ်စာနဲ့ချုပ်ဆိုပြီးတော့လုပ်ကိုင်မှတာလည်းရင်အစုဆက်လုပ်ငန်းဥပဒေအရတရားဝင်တာဖြစ်ပါတယ်ရှင်။ဘာစာချုပ်စာထဲမှာလည်းချုပ်ဆိုထားတာမရှိဘဲနဲ့ဆိုရဲနှုတ်နယ်ပဲဆက်တူလုပ်တဲ့ဒါမျိုးတွေဟာဆိုလို့ရှိရင်ဥပဒေရတရားမဝင်ပါဘူး။တကယ်အစုဆက်လုပ်ငန်းကိုတကယ်လုပ်ကင်တော့မယ်ဆက်တူရှယ်ယာလုပ်ကင်တော့မယ်ဆိုလို့ရှိရင်ပထမဦးစွာအနေနဲ့စာချုပ်ချုပ်ဆိုထားဖို့လိုအပ်ပါတယ်ရှင်။အစုဆက်လုပ်ငန်းဥပဒေမှာပြဋ္ဌာန်းထားတာရှိပါတယ်ရှင်။အစုရှယ်ယာဝင်ထည့်ဝင်တော့မယ်အစုဝင်ဟာဆိုလို့ရှိရင်အဲ့ဒီမိမိထည့်ဝင်တဲ့လုပ်ငန်းနဲ့လုပ်ငန်းကနေပြီးတော့ရရှိလာတဲ့အကျိုးအမြတ်တွေကိုထည့်ဝင်ထားတဲ့အချိုးကျအတိုင်းခန်းစားခွင့်ရှိတယ်အရှုံးပေါ်လာတယ်ဆိုလို့ရှိရင်အဲ့ဒီအရှုံးအပေါ်မှာမိမိထည့်ဝင်ထားတဲ့အချိုးကျအတိုင်းကြခံရမယ်တောင်းပြီးသူ့မှာရှိတယ်။နဲ့ပတ်သက်ပြီးတော့အစုရှယ်ယာဝင်ထပ်ပြီးတော့ခေါ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လက်ရှိနေတဲ့အစုရှယ်ယာဝင်တွေကိုရှော့ချတာပဲဖြစ်ဖြစ်ဒီလိုမျိုးပြုလုပ်တော့မယ်ဆိုလို့ရှိရင်အခုလက်ရှိထည့်ဝင်ထားတဲ့အစုရှယ်ယာဝင်တွေရဲ့သဘောတူညီချက်ကိုရမယ်။သူတို့ရဲ့ထင်မြင်ချက်ကြီးကွဲလဲစွာပြောဆိုပိုင်းရှိတယ်။နောက်တစ်ခုကကြတော့ဒီလုပ်ငန်းလုပ်ကိုင်တာနဲ့ပတ်သက်ပြီးတော့အဲ့ဒီလုပ်ငန်းရဲ့စိတ်ရင်းရှင်တန်းတွေစိတ်ရင်းစရာတွေဒီလုပ်ငန်းဘယ်လိုမျိုးလက်ပတ်နေတာလဲအကျိုးအမြတ်ဘယ်လောက်ရတာလဲဒီလုပ်ငန်းမှာဝန်ထမ်းဘယ်လောက်ခေါ်ယူထားတာလဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရှေ့လျှောက်ဘယ်လိုမျိုးတွေလုပ်ကိုင်ဖို့အစီအစဉ်ရှိရလဲဒါတွေအကုန်လုံးကိုလည်းအစုရှယ်ယာဝင်တွေအနေနဲ့ဖိပေးဖို့လည်းတာဝန်ရှိတယ်ပြီးတော့ဒီလုပ်ငန်းနဲ့အဲ့ဒီစိတ်ရင်းစရာတွေနဲ့ပတ်သက်ပြီးတော့သူတို့ကကြည့်ရှုပင်မိတ္တူကိုယူပင်အစုရှယ်ယာဝင်တိုင်းမှာရှိတယ်ဘာကြောင့်ကျွန်မဒီလိုမျိုးပြောရလဲဆိုတော့အစုရှယ်ယာဝင်တွေအနေနဲ့အစုဆက်လုပ်ငန်းဥပဒေအရဆိုလို့ရှိရင်ဒီလိုအခွင့်အရေးတွေကအဲ့ဒီဥပဒေထဲမှာရရှိရမယ်ဆိုပြီးတော့ပြဋ္ဌာန်းထားတာရှိတယ်။ဒါအပြင်အဲ့ဒီအစုရှယ်ယာဝင်ကနေပြီးတော့တရားဝင်လွှဲအပ်ထားတဲ့ကိုယ်စားလှယ်တော့၎င်းပေါ့နော်။အဲ့ဒီကိုယ်စားလှယ်ဟာဆိုလို့ရှိရင်ဒီအစုရှယ်ယာဝင်အတွက်အစုရှယ်ယာဝင်ရရှိရမယ်အကျိုးအမြတ်တွေကိုလည်းသူ့ကိုခွဲဝေပေးလို့ရတယ်။အကယ်အစုရှယ်ယာဝင်ကမယူတော့ဘူးပေါ့နော်သူ့ရဲ့ကိုယ်စားလှယ်ကိုပဲပေးလိုက်အဲ့ဒီကိုယ်စားလှယ်ကိုသူ့ရဲ့အကျိုးခံစားခွင့်ကိုလွှဲပြောင်းပေးတယ်ဒီလိုမျိုးဆိုရင်ဒီကိုယ်စားလှယ်ကိုပေးရမယ်အဲ့လိုမျိုးအကျိုးအမြတ်ပေးတဲ့အခါမှာလေတခြားအစုဝင်တွေနဲ့သဘောတူညီထားတဲ့အတိုင်းတခြားအစုဝင်တွေရရှိထားတဲ့အတိုင်းအကျိုးအမြတ်ကိုအဲ့ဒီအစုဝင်လွှဲအပ်ထားတဲ့ကိုယ်စားလှယ်သူ့ကိုပေးဆောင်မှာသူ့ကိုပေးရမှာဖြစ်တယ်ဒါအပြင်ဒီလိုမျိုးအစုရှယ်ယာဝင်တွေခေါ်ဆိုတဲ့အခါမှာဒီအစုရှယ်ယာဝင်တဦးကအသက်မပြည့်သေးတဲ့သူဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့အဲ့ဒီအသက်မပြည့်တဲ့သူကတခြားအစုရှယ်ယာဝင်တွေသဘောတူညီချက်နဲ့သူ့ကိုအစုရှယ်ယာဝင်အနေနဲ့ထည့်သွင်းလို့ရနိုင်တာလေဖြစ်တယ်ခေါ်ပြီးဆိုတာနဲ့အဲ့ဒီအစုရှယ်ယာဝင်စာချုပ်ကိုလည်းမှတ်ပုံတင်ထားဖို့လိုအပ်ပါတယ်အစုရှယ်ယာဝင်တွေထပ်တိုးတာပဲဖြစ်ဖြစ်နှုတ်ထွက်တာပဲဖြစ်ဖြစ်အစုရှယ်ယာဝင်တွေရဲ့သဘောတူညီချက်တွေထင်မြင်ယူဆချက်တွေကိုတောက်ခံရမှာဖြစ်ပါတယ်။အနေနဲ့မိတ်ဆွေတို့အစုရှယ်ယာဝင်တွေထည့်ဝင်ထားတဲ့လုပ်ငန်းတွေအားတကယ်ပဲအစုဆက်လုပ်ငန်းဥပဒေအရမိတ်ဆွေတို့အတွက်ရပိုင်ခွင့်ရှိရလားဆိုတာကိုပြန်ပြီးတော့သုံးသပ်တင်ပါတယ်။မိတ်ဆွေတို့အနေနဲ့လုပ်ငန်းတစ်ခုကိုရှယ်ယာထည့်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီလုပ်ငန်းကိုတေချာလေ့လာဆန်းစစ်ပြီးမှအစုရှယ်ယာဝင်ထည့်သွင်းကြဖို့အတွက်အကြံဉာဏ်ပေးချင်ပါတယ်ရှင်။